ကိုယ့်ရဲ့အိမ်မှာတက်ဆင်ရမယ် brain mount တွေရဲ့အရေးအတွက်ကအရန်များနေရကြောင်းဈေးနှုန်းတက်တာတဲ့အလူမီနီယံ brain mount တွေကိုရွေးချယ်ပြီးသုံးယူခြင်းတဲ့ customer တွေအတွက်60 series ဆိုတဲ့ slide window လေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်နော် local series တွေထဲမှာတောင်မှဈေးနှုန်းတက်တာဆုံးနဲ့ရရှိမှာဖြစ်တဲ့အတွက်ကြောင့်ဘတ်ဂျက်ချင်းချင်းတဲ့တွေအတွက်တော်တော်လေးအဆင်ပြေတဲ့ series လေးပါနော်ဈေးနှုန်းတက်တာစွာနဲ့ရရှိနိုင်မယ့် series လေးဆိုပေမဲ့အလူမီနီယံ2ကို 1.2 mm အသုံးပြုပေးထားတာကြောင့်ကိုယ့်ရဲ့အိမ်အတွက်လုံခြုံခိုင်ခန့်မှုရှိစွာအသုံးပြုတက်ဆင်လို့ရပါတယ်။ဒါ့အပြင်မှန်ကိုလည်း5 mm အပြည့်အသုံးပြုပေးထားပါတယ်။နောက်ထပ်အနေနဲ့မှန်ကာလာပြောင်းတာပဲဖြစ်ဖြစ်မှန်ရဲ့ကြန့်ခိုင်အားကိုပုံမကောင်းမွန်စေရန်တန်ပေါင်းမှန်အသုံးပြုတာပဲဖြစ်ဖြစ် customer စိတ်တိုင်းချတိုင်းပြုလုပ်တက်ဆင်လို့ရပါတယ်။ရှောက်လန်း3လမ်းပါဝင်ပြီးချင်းစက်ကလေးပါထည့်သွင်းသက်ဆင်လို့ရတာကြောင့်ကိုယ့်ရဲ့ position မျိုးအတွက်အဆင်ပြေမှုရှိစွာအသုံးပြုလို့ရပါတယ်။ဒါလေးတွေကတော့ဒီ60 slide window series လေးမှာထည့်သွင်းသက်ဆင်ရတဲ့ accessory တစ်ဆက်စာလုံးကိုရိုက်ပြပေးထားဖြစ်ပါတယ်။ရှည်စင်းမောက်လေးတွေကိုလည်းပမာဏများစွာထည့်သွင်းပေးထားတာကြောင့်မိုးရာသီတွေမှာအဖြစ်များတဲ့ကိုယ့်ရဲ့အိမ်တွင်းထဲသို့ရေရေးစိမ့်မှုပြဿနာများလုံးဝမဖြစ်စေနိုင်ပါဘူးနော်ဒီ series လေးမှာဆိုရင်အလူမီနီယံရှောင်းလန်း3လမ်းပါဝင်ပြီးချစ်စုပေါင်း frame ကျဲကတော့60 mm ရှိပါတယ်ဒီ series လေးမှာဆိုရင် ear lock နဲ့ side lock ဆိုပြီး lock accessory လေး2မျိုးကိုကိုယ်စိတ်တိုင်းကြားရွေးချယ်အသုံးပြုလို့ရပါတယ်ကဲညီမတို့ကိုဆိုမြန်မာကုမ္ပဏီမှာဆိုရင်အခုလိုမျိုးဇီနိုတက်တာစွာနဲ့အသုံးပြုလို့ရတဲ့ local Meditech brand လေးတွေကစလို့ကိုဆို brand အတန်လုံးဘူကမှန်တစ်အဆင့်မြင့် brand တွေထိရရှိနိုင်မှာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့တစ်တိုင်းလုံးစာအတွက်အလူမီနီယံ drawer window တွေကိုယုံကြည်စိတ်ချစွာလာရောက်အနံ့လိုက်ပါတော့နော်